နားဆင်သူပရိသတ်တွေအားလုံးပဲပြန်လည်ကြိုဆိုပါရဗျ။မိုဟာမက်အလီရဲ့ The Greatest Pocket Series အပိုင်း10ကိုရောက်ရှိလာခဲ့ပါပြီ။အပိုင်း9မှာတော့အာဖရိကတိုက်ရဲ့တောရိုင်းမြေပေါ်မှာကြောက်စရာကောင်းတဲ့ George Foreman ကို Robert Dobuha နဲ့အလဲထိုးပြီးကမ္ဘာ Heavyweight ပလင်ပေါ်ကိုဒုတိယအကြိမ်ပြန်လည်စိုးစံနိုင်ခဲ့တဲ့အလီရဲ့သမိုင်းဝင်အောင်ပွဲအကြောင်းတင်ဆက်ပေးခဲ့ပြီးပါပြီ။ဒီနေ့တင်ဆက်ပေးမယ့်အပိုင်း10ကတော့မိုဟာမက်အလီရဲ့လက်ဝှေ့သမိုင်းတစ်လျှောက်မှာအကြမ်းတမ်းဆုံးတေတုမတက်ဖြစ်ခဲ့ရတဲ့ကမ္ဘာကျော်မဟာရန်သူတော်ကြီးဂျိုးဖရေဇာနဲ့နောက်ဆုံးအဆုံးဖြတ်ပွဲကြီးပဲဖြစ်ပါတယ်။အပိုင်း10ခေါင်းစဉ်ကတော့မနီလာမြို့ကသွေးစွန်းသောညီကုန်းThriller in Manila ပဲဖြစ်ပါတယ်I am the greatest 1985ခုနှစ်ရောက်တဲ့အချိန်မှာမိုဟာမက်အလီနဲ့ဂျိုးဖရေဇာတို့ဟာအချင်းချင်းနှစ်ပွဲထိုးထားပြီးတော့တပွဲစီအနိုင်ရရှိထားတဲ့အခြေအနေပါ1982ခုနှစ်ပထမပွဲမှာဖရေဇာကအလီကိုအလဲထိုးပြီးနိုင်ခဲ့တယ်လို့1984ခုနှစ်ဒုတိယပွဲမှာအလီကဖရေဇာကိုအမှတ်နဲ့ပြန်နိုင်ခဲ့ပါတယ်ဒါပေမဲ့လက်ဝှေ့လောကနဲ့တကမ္ဘာလုံးကတော့သူတို့နှစ်ယောက်ထဲမှာဘယ်သူကအစစ်အမှန်အကောင်းဆုံးလဲဆိုတာကိုသိကျင်နေကြတော့ဖြစ်ပါတယ်Promoter Don King ကဒီအဆုံးဖြတ်ဇက်သိမ်းပွဲကြီးကိုဖိလစ်ပိုင်နိုင်ငံရဲ့အာဏာရှင်သမ္မတဖာဒီနန်မာကော့စ်ရဲ့ငွေကြေးထောင်းပံ့မှုနဲ့အတူဖိလစ်ပိုင်နိုင်ငံမနီလာမြို့တော်မှာကျင်းပဖို့စီစဉ်လိုက်ပါတော့တယ်And I wrote a short poem. It says there will be a killer and a thriller and a killer when I get the gorilla in Manila. မိုဟာမက်အလီရဲ့စကားကိုအစွဲပြုပြီး Thriller in Manila မနီလာမြို့ကတဲတိတ်ရင်မို့ပွဲလို့အမည်ပေးခဲ့ပါတယ်ပွဲမတိုင်ခင်မနီလာမြို့မှာကျင်းပတဲ့သတင်းစာရှင်းလင်းပွဲတွေမှာမိုဟာမက်အလီကဂျိုးဖရေဇာအပေါ်ကိုအရင်ပွဲတွေထက်ပိုမိုရက်ဆက်ပြီးလူမျိုးရေးရုပ်ပိုင်းဆိုင်ရာစော်ကားတဲ့ trash talk တွေနဲ့တိုက်ခိုက်ပါတယ်။မြောင်းကိုရုပ်တရုပ်ကိုထုတ်ပြပြီးတော့အခုလိုကြပြဆက်ပြီးအော်ဟစ်ခဲ့ပါတယ်။ And I got his conscience right here to keep me on guard. See, here's the way he looks when you hit him. All night, that's all he can be. All night in Malaysia. That's all you're gonna see. The Philippines, rather. Come on, gorilla. We in Manila. မိုဟာမက်အလီကပွဲကိုလူတွေစိတ်ဝင်စားအောင်လုပ်တာဖြစ်နိုင်ပေမဲ့ဂျိုးဖရေဇာအတွက်တော့ဒါကသူ့ရဲ့မိသားစုနဲ့သားသမီးတွေကိုပါအဆက်ခွဲလိုက်တဲ့အနေအထားဖြစ်နေတာမို့လို့ဘယ်တော့မှခွင့်မလွတ်နိုင်တဲ့နာကြီးချက်တွေဖြစ်သွားခဲ့ရပါတယ်ဂျိုးဖရေဇာမိုဟာမက်အလီလိုစကားပြောမကောင်းတဲ့အတွက်စကားလုံးတွေနဲ့ပြန်မတိုက်ခိုက်နိုင်ဘဲနဲ့ရင်ထဲမှာမီးတောက်တစ်ခုလိုဒေါသတွေစုစည်းပြီးတော့ကျိုးဝိုင်းထဲမှာအလီကိုအသေးတက်မယ်လို့တစ္ဆာဆိုခဲ့ပါတော့တယ်You'll also see why I say he's a gorilla. You'll see how ugly he is and how pretty I am. Because this fight will be nothing but a total annihilation. For the third time, I'm going to destroy this man because it's going to be a shock. Who dare to dare? 1985ခုနှစ်အောက်တိုဘာ1ရက်နေ့မနီလာမြို့ကအားကစားခန်းမကြီးထဲမှာအမေရိကန်ရဲ့အချိန်နဲ့ကိုက်ညီအောင်မနက်10:00 နာရီခွဲမှာပွဲကိုစတင်ခဲ့ပါတယ်Getting sick and tired of all this mess. Joe Frazier, the heavyweight champion of the world. Clumsy, ugly, flat-footed Joe Frazier. I'll show you what a real champion is. ခမ်းမကြီးထဲမှာပြိသက်2000ဝဲကျော်ပြည့်နေနေပြီးတော့အဲဒီခေတ်ကအေးဘေးစနစ်တွေကောင်းကောင်းအလုံးမလုံးတာကြောင့်ခမ်းမအတွင်းမှာအပူရှင်က38ဒီဂရီစင်တီဂရိတ်ကျော်အထိငရဲခန်းတစ်ခုလိုပူပြင်း6တွေ့နေခဲ့ပါတယ်။ခေါင်းလောင်းတန်မီတာနဲ့မိုဟာမက်အလီယာဂျော့ချ်ဖော်မန်နဲ့ပွဲတော်ကလို့ကြိုးပေါ်မှာမှီပြီးခံထိုးတဲ့ရိုဘတ်တိုဗျူဟာကိုသုံးဖို့ကြိုးစားပါတယ်။ဂျိုးဖရေဇာဂျော့ချ်ဖော်မန်လို KO power တစ်ချက်တည်းနဲ့အလဲမထိုးဘဲနဲ့ body shot တွေအဆက်မပြတ်ထိုးတဲ့ fighter ဖြစ်တာကြောင့်မလို့ Robert Dobuha က Foreman နဲ့ပွဲလောက်မထိရောက်ခဲ့ပါဘူးဂျိုးဖရေဇာမိုဟာမက်အလီရဲ့ view ဟာကိုကြိုသိနေတဲ့အတွက်အလီရဲ့ဝမ်းပိုင်းနဲ့နံရိုးတွေကိုဘဲပြန်ညာပြန် power လက်သီးတွေနဲ့ direct ထိုးနှက်ပါတယ်အလီကကျိုးဝိုင်းထောင်းမှာဆက်နေနံရိုးတွေကျိုးတော့မယ်ဆိုတော့တီလို့ကျိုးဝိုင်းအလဲကိုထွက်ပြီးတော့အပြန်အလှန်ထိုးနှက်ကြပါတယ်ပွဲက9ကြီး6ကြီးကနေ10ကြီးကျော်လာတဲ့အထိလက်ဝှေ့ပွဲမဟုတ်တော့ဘဲနဲ့အချင်းချင်းသွေးစွန်းတဲ့စစ်ပွဲကြီးဖြစ်လာခဲ့ပါတယ်အလီကဂျိုးဖရေဇာရဲ့ခေါင်းကိုသူ့ရဲ့အမြန်လက်သီးချက်တွေယာနဲ့ချီထိုးနှက်ခဲ့လို့ဖရေဇာရဲ့မျက်နှာတစ်ခုလုံးသွေးချင်းချင်းหนีပြီးဖူးယောင်လာခဲ့ပါတယ်ဒါပေမဲ့ဂျိုးဖရေဇာလဲမကြတဲ့အပြင်အလီမေယုံကတပ်ပစ်မယ်ဆိုတဲ့မျက်လုံးကြီးတွေနဲ့ရှေ့ကိုစိုးတိုးပြီးတော့အလီရဲ့မေးကိုဘယ်ဝိုင်းလက်သီးပြင်းနေနဲ့ပြန်ထိုးနှက်ပါတယ်ဆက်တက်ချီဆက်နက်ချီရောက်တဲ့အခါမှာအပူရှိန်နဲ့ဒဏ်ရာတွေကြောင့်သူတို့နှစ်ယောက်စလုံးကတက်လုံနေကုန်ခန်းနေပါပြီ73ကြီးမှာအလီကဖရေဇာရဲ့ပါဇက်ထဲကအန်ကတ်ကျွတ်သွားတဲ့အထိညာလက်သီးပြင်းတစ်ချက်ထိုးနိုင်ခဲ့ပြီးတော့ဖရေဇာရဲ့မျက်လုံးနှစ်ဖက်လုံးကလုံးဝပိတ်သွားခဲ့ပါပြီ14ကြီးမြောက်ပြီးလို့အလီကသူ့ရဲ့ခုံပြန်ထိုင်တဲ့အချိန်မှာ
အလီကအသက်ကိုမနှဲပြန်ရှူရပြီးတော့သူ့ရဲ့နီးပြအန်ဂျယ်လိုဒန်နီကိုတိုးတိုးလေးပြောခဲ့ပါတယ်မိုဟာမက်အလီကနီးပြဟီဒန်နီကိုလက်ရည်တွေကိုချွတ်ပြီးတော့ငါတေတော့မယ်ကျိုးဝိုင်းနဲ့ကိုပြန်မဝင်နိုင်တော့ဘူးလို့ပြောပါတယ်ဒါပေမဲ့နီးပြဟီအန်ဂျယ်လိုဒန်နီကတော့မိုဟာမက်အလီကိုကျိုးဝိုင်းနဲ့ပြန်ဝင်ခိုင်းခဲ့ပါတယ်ဒါပေမဲ့တစ်ဖက်ကဖရေဇာရဲ့ကော်နာမှာလည်းမထင်မှန်ထားတဲ့အရာဖြစ်ပျက်နေပါတယ်ဖရေဇာရဲ့နီးပြကြီးအက်ဒီဖက်ကဖရေဇာရဲ့မျက်စိနှစ်ဖက်လုံးပိတ်ပြီးသွေးတွေမျက်စိတွေဝင်နေတာကြောင့်အလီရဲ့လက်သေးတွေကိုလုံးဝမမြင်ရတော့ပဲရှောင်းနိုင်မှာမဟုတ်ဘူးဆိုတာကိုရိပ်မိသွားခဲ့ပါတယ်နီးပြအက်ဒီကဖရေဇာကိုပွဲနာဖို့ပြောတဲ့အခါမှာဖရေဇာကငင်းဆန်ခဲ့ပါတယ်ဒါပေမဲ့နီးပြကြီးကဖရေဇာရဲ့အသက်အန္တရာယ်ကိုစိုးရိမ်တာကြောင့်ဂျိုးမင်းဒီနေ့လှုပ်ပြခဲ့တာကိုဘယ်သူမှမေးမှာမဟုတ်ဘူးငါမင်းကိုအသက်အန္တရာယ်တွေထပ်မပို့နိုင်တော့ဘူးဆိုပြီးပွဲကိုဒီမှာရင်ပဲရက်လိုက်အောင်ဆိုပြီးဒိုင်လူကြီးကိုအရှုံးပေးကြောင်းအချက်ပြလိုက်ပါတယ်15ကြီးမြောက်ခေါင်းလုံးတန်မမီခင်စက္ကန့်ပိုင်းအလိုမှာပဲပွဲကပြီးဆုံးသွားခဲ့ပါပြီမိုဟာမက်အလီယာဖရေဇာဘက်ကအရှုံးပေးလိုက်ပြီးဆိုတော့မြင်လိုက်ရတဲ့အခိုက်အတန့်မှာဝမ်းသာအားရလက်သီးလက်မောင်းတန်းပြီးအောင်ပွဲခံဖို့စ조사ခဲ့ပေမဲ့ခန္ဓာကိုယ်ကတက်လုံကုန်ခန်းသွားတာကြောင့်ကျိုးဝိုင်းကျမ်းပြင်ပေါ်ပြစ်လဲကျသွားပါတယ်မိုဟာမက်အလီယာမနီလာမြို့ရဲ့ငရဲခန်းတိုက်ပွဲမှာမဟာရန်သူတော်ဂျိုးဖရေဇာကိုချက်ချင်းအလဲလဲအပြိုပြိုနဲ့အနိုင်ယူပြီး The Greatest အကြီးကျယ်ဆုံးဘုရင်အဖြစ်သမိုင်းမှန်ထန်ရေးထိုးခဲ့ပါတယ် That's my 4th fight in 1 year. But there's a great possibility, fellas. This might be my last fight tonight. A great possibility. You probably saw the last of Ali. I'm considering retiring to let Norton, Foreman, Frazier, whoever fight for the title. I want to get out of it. နားဆင်သူပြည်သက်များခင်ဗျာမနီလာမြို့မှာပွဲပြီးတဲ့နောက်မှာမိုဟာမက်အလီကသတင်းတောက်တွေရဲ့ရှေ့မှာဂျိုးဖရေဇာကိုပြောခဲ့တာတွေနဲ့ပတ်သက်ပြီးတော့အခုလိုပြန်လဲဝန်ခံခဲ့ပါတယ် Like, cause after the fight in Manila, he came to me and he said, you know, hey, all the things I said about the family and your dad, please, you know, tell your father. You know, I apologize about that, but Pop wanted to hear it from him for himself. That's all. ဒီလိုပြင်းထန်လုံးတဲ့ပွဲတွေကသူ့ခန္ဓာကိုယ်နဲ့အုံနောက်အပေါ်မှာကြီးမားတဲ့ထိခိုက်မှုတွေစုပုံစေခဲ့ပြီးတော့နောက်ပိုင်းမှာပါကစ္စတန်ဆင်ဒရုံးပေါ်ပေါက်လာခြင်းနဲ့ဆက်ဆက်နိုင်တယ်လို့သူဒေသနာတချို့ကသုံးသပ်ကြပါတယ်။ဒါပေမဲ့ဓာတ်ရိုက်အကြောင်းရင်းဖြစ်တယ်လို့အတိပြုထားခြင်းတော့မရှိပါဘူး။မိုဟာမက်အလီကချန်ပီယံအဖြစ်ဆက်ရှိနေခဲ့ပေမဲ့သူ့ရဲ့လိပ်ပြလိုပြန်တဲ့နေ့ရက်တွေကမနီလာမြို့မှာနေထာဝရကုံဆုံးသွားခဲ့ရပါပြီ။နောက်လာမယ့်အပိုင်း7မှာတော့အလီဘဝရဲ့နောက်ဆုံးနေဝင်ချိန်နေ့ရက်တွေလက်ဝင်လောကကနေအနားယူခြင်းပြီးတော့တစ်ကမ္ဘာလုံးကမျက်ရည်ကျခဲ့ရတဲ့သူ့ရဲ့ကြေကွဲစရာပါကစ္စတန်ယောဂဝေဒနာနဲ့ဘဝတိုက်ပွဲတွေအကြောင်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီနေ့အတွက်တော့မနီလာမျိုးကသွေးစွန်းသောညီကုန်းဇလန်းကိုဒီမှာပဲနားခွင့်ပြုပါခင်ဗျာအားလုံးပဲတာယာသောနေ့လေးဖြစ်ပါစေဗျာ